မိုင်းမုံဆရာတော်ဘုရားကြီးကတော့တကူနမိတ်တွေပြကုန်ပါပြီဗျာအားလုံးလည်းသိချတဲ့အတိုင်းပါပဲမိုင်းမုံဆရာတော်ဘုရားကြီးဟာမြန်မာနိုင်ငံမြို့ကြီးတွေကိုလာပြီးတော့မေတ္တာပူပေးနေတာဖြစ်ပါတယ်မေတ္တာပူဖို့လာရတဲ့အကြောင်းရင်းကတော့မြေအောက်ထဲမှာမိုင်း3000ရှိတဲ့ငကားကြီးကခဏခဏလှုပ်ချင်လာတယ်အဲဒါကြောင့်သူ့အနေနဲ့လာရောက်ပြီးတော့တားဆီးရမှာဖြစ်တယ်အဲ့လိုထပ်လို့ရင်မြောင်းနိုင်ငံမှာဒီထက်ကြီးမားတဲ့ငလင်ကြီးတွေထပ်လာမှာအဲ့ဒါကြောင့်သူကလာရောက်တားဆီးတာလာရောက်သားစီးနဲ့ဗလီထဲမှာဝင်ပြီးတော့အလားဘုရားကိုရှိခိုးနေတာဖြစ်တဲ့အတွက်မိုင်းဘုံဆရာတော်ဘုရားကြီးကတော့တနိုင်ငံလုံးကဗုဒ္ဓဘာသာဝင်တွေရဲ့ဆဲဆိုခြင်းကိုလေခံနေရပြီလေဖြစ်ပါရီဒီတကကြတော့မိုင်းဘုံဆရာတော်ဘုရားကြီးဟာမိမကိစ္စရှုပ်တယ်ဆိုရဲကိစ္စတွေလည်းထပ်မံပြီးတော့ပေါ်ပေါက်လာတာဖြစ်တဲ့အတွက်မရီမထွက်နိုင်တဲ့ဗုဒ္ဓဘာသာဝင်တွေကတော့ဘုံကြီးသူဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါရီအဆိုးဆုံးကတော့အစ္စလာမ်ဘာသာဝင်ဖြစ်နေတာကအဆိုးဆုံးပါပဲဗျာအဲ့ဒီအစ္စလာမ်ဘာသာဝင်တွေရဲ့ဗလီတွေဟာလေသူကိုယ်တိုင်ကစောက်ပေးထားကြောင်းလေသိရပါတယ်ဒီတစ်ခေါက်မှာတော့အားလုံးလည်း online ပေါ်မှာတွေ့ပြီးသားဖြစ်မှာပါဘာကြောင့်ဆရာတော်ဘုရားကြီးကမိုင်းမုံဆရာတော်ဘုရားကြီးရဲ့အခုလိုမျိုးမိုင်း3000ရှိတဲ့ငကားကိစ္စနဲ့ပတ်သက်ပြီးတရောတလူလူနဲ့ညောင်းနိုင်ငံမှာကအယုံလွယ်ကြတယ်အယုံလွယ်တဲ့သူတွေတိတ်များတယ်ဒါကြောင့်ဒုက္ခရောက်ကြတာဆိုပြီးတော့မိုင်းမုံဆရာတော်ဘုရားကြီးရဲ့လိမ်လည်မှုတွေကိုထောက်ပြခဲ့တာလေးဖြစ်ပါတယ်ဒါကြောင့်မလို့မိုင်းဘုံဆရာတော်ဘုရားကြီးကတော့သင်းပြီးတော့သူ့ကိုဝေဖန်ရသလားဆိုရင်နေထားနေဘာကျုပ်ဆရာတော်ဘုရားကြီးတေးမင်းနေကိုတောင်သူနေနဲ့ဂျိုတင်မြင်နိုင်တယ်ဆိုပြီးတော့ငကားမိုင်း3000ရှိတဲ့ငကားကြီးတကယ်ရှိတယ်ဆိုတာကိုသက်သေပြမယ်ဆိုပြီးတော့ပြောထွက်ခဲ့ကြောင်းလေးသိရပါတယ်ဗျာ